Hello အားလုံးပဲမင်္ဂလာပါ fan နဲ့ပြန်လို့လာပါပြီဒီနေ့ဒီဗီဒီယိုမတင်တာကြာတာတော့တောင်းပါပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ကတော့ Revan Commander ရှူဆောင်အကြောင်းပြောမယ်ပေါ့နော် Revan Commander ရှူဆောင်ရဲ့စကေးတွေကိုအရင်စပြောမယ်စကေးမှာစကေးတို့ကအရင်စပြောမှာဒူးစရာစကေးအဲ့ဒူးစရာစကေးကဘာဖြစ်လဲဆိုတော့ပွဲစားတာနဲ့ရှစ်ချက်တန်းပေးပါတယ်ဆိုတော့ပြောချင်တာကပွဲစားတာနဲ့ interest 30စုပြီးတော့ဆော့လို့ရပါတယ်စိတ်ပေါက်ရင်ပထမ2 round မှာနဲ့ပတ်စံ20စုပြီးတော့အခါလေးဆော့လို့ပြပါတယ်ပတ်စံတော့အုံပြောနေတာပေါ့နော်နောက်တစ်ခုကကြတော့သူ့ရဲ့ skill 1သူ့ရဲ့ skill 1က stage 2 round 3မှာလာတဲ့ကိုကူကတ်ကို quality တစ်ဆင့်တင်ပြီးတာဖြစ်ပါတယ်ပြောချင်တာကတော့အပြာဆိုခရမ်းဆိုရွှေဖြစ်သွားမှာဖြစ်ပါတယ်တကယ်လို့ကက်ကိုကရွှေဆိုရင်ဒါဆိုရင် Blood Dragon Treasure တစ်ခုပေးမှာဖြစ်ပါတယ်តែ၄ခုပါတယ်တစ်ခုပေးမယ်ပေါ့နော်အဲ့ဒီ၄ခုကတော့ Item Nata Magic Crystal တစ်ခုကိုယ့်ရဲ့ synergy အများဆုံး hero ၄ကောင်အသက်18ချက်၄ခုတစ်ခုပေးမှာဖြစ်ပါတယ်သူ့ရဲ့ဒူးစရာစကီနောက်ထပ်တစ်ပိုင်းကတော့ Stage 3 Round 3ကမှာပါတဲ့ကက်ကိုပါပြီးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတမ်နေပေါ်မှာတင်ထားတယ်လို့ဘာလို့ယတနာတိုင်းနဲ့ပြည်စုံနေရလဲဆိုရင်တော့သူ့ရဲ့ power ကပ်ပြသူ့ရဲ့ power ကအဲ့ဒါပါပဲသူ့ရဲ့စကီးပါပဲသူက quality တင်မိတာဇာသမြကတ်တင်ယူဆောင်နဲ့ယူလိုက်ရင် quality 2ဆင့်ဖြစ်သွားပါတယ်ပြောချင်တာကတော့အပြာဆိုရင်ရွှေခရမ်းဆိုရင်ရွှေနဲ့ Blood Dragon Treasure တစ်ခုတကယ်လို့ရွှေဆိုရင်ရွှေကအပြင်ကို Blood Dragon Treasure 2ခုပါရမှာဖြစ်ပါတယ်ကျွန်တော်တို့အလှူကြီးဆက်လက်နဲ့မကွာသေးတာပေါ့နော်ကျွန်တော်တို့ Commander ယူဆောင်ကြောင်းကတော့ဒါလေးပဲပြောစရာရှိတယ်ကျွန်တော်တို့ Commander ယူဆောင်ပေါ်ဘယ်လိုမြင်လဲပေါ့နော်ဘယ်လိုတွေချဖို့စီစဉ်ထားကြလဲအားလုံးက comment နဲ့ရေးကြရေးခဲ့ကြပါဦးခင်ဗျာ